ဒီမှာတော့လောင်းရတော့ရှိတယ်ကြာပါသူခုချိန်ထုံးမရဟုတ်ထုံးရနိုင်ငံသားလိုက်လာထုံးတယ်ထုံးလို့မရအကုန်လုံးပေါ့လောအားပေးပြီးတော့မြန်မာနိုင်ငံဟိုပေါ့ကဲတဲ့သမားတော့အကုန်ရောက်50 100လောက်လာဟုတ်ကဲ့ကျွန်တော်ကိုယ်တိုင်ခရစ်စမတ်လောက်ရတယ်ကျွန်တော်ကိုယ်တိုင်ပြုစုရတာဒီကဲတော့ဝဲချွေးရဝဲကျွန်တော်လုပ်တာပေါ်ရီတက်ကြတယ်လုပ်ကြတယ်ဒါနဲ့သူတို့ဘာအဆင်မပြေလဲတော့မသိဘူးပြန်ပြန်ဆင်းပြေလာဒီနေ့တလောင်းထုတ်တယ်ကြားတယ်အမျိုးသမီးလောင်းဟုတ်အဲ့လိုပဲကြားတယ်ဟုတ်တိကျတော့မသိဘူးအတိကျတော့ဘာမှမသိဘူးဒါကြီးကျွန်တော်ဘယ်ဝင်ဘာဝင်လို့ခေါ်မလဲဒါဟောပြောမယ်ဆိုတိုက်တန်းနောက်တိုက်တန်းကြားမျက်မှန်တန်းလို့မြောက်စိန်ညောပလီအဲ့လိုလည်းခေါ်တယ်မြောက်စိန်ညောပလီလေဒါမြောက်စိန်ညောပလီဟုတ်ဒါမှန်တော့တိုက်တန်းကြားလို့အများဆုံးခေါ်တာအေးပဲပေါ့မျက်မှန်တန်းအလွယ်ပေါ့ဟုတ်ကဲ့လူသေးဆုံးတာဘယ်နှဦးလောက်ရှိလဲခမန်းကြီးဆို4-5ဦးလောက်အားလုံးပေါင်း5ဦး6ဦးလောက်ရှိတယ်လို့တော့ပြောတယ်အတိအကျတော့မသိဘူးမမြင်ဘူးအတိအကျမမြင်ဘူးမသိဘူးဒါနဲ့များပြောတော့4-5ဦးလောက်ရှိတယ်မျိုးသမီးက3ဦးလား4ဦးလားပါတယ်မျိုးသမီးများတယ်ဟုတ်ငယ်ရတယောက်ပါတယ်တဲ့ဖုံးမီလို့တက်ယူတဲ့ချိန်မှာအဲ့ကောင်မလည်းစုံသွား